ဖတ်တီတာ channel ဓမ္မမိတ်ဆွေများအားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့မှာတော့ကထိန်အကြောင်းသိကောင်းစရာများဆိုတဲ့အကြောင်းကိုတင်ဆက်ပေးခြင်းပါတယ်ထေရဝါဒဗုဒ္ဓသာသနာတော်မြတ်ကြီးမှာအဖိုးမဖြတ်နိုင်တဲ့အလောတရားတန်ဖိုးကြီးမားတဲ့အလူလေးမျိုးရှိပါတယ်အဲ့ဒါကတော့ဖျားမှာစိန်ချောင်းမှာတိန်သင်္ကန်းမှာကထိန်ဆွမ်းမှာပဲနဲ့ဖျားမှာစိန်ဆိုတာကတော့ဖျားစီတီပထုံများတည်ထားကိုးခွေရနဲ့စိတ်ဖူးတော်ဒီမပါမဖြစ်အရေးကြီးလာပါတယ်ဖျားစီတီပထုံများရဲ့အထွတ်ထိပ်မှာတည်ရှိတော်ကြောင့်ဖျားမှာစိန်လို့ပြောကြပါတယ်ကျောင်းမှာတိန်ကျောင်းကန်ဆရာများတိဆောက်ရတွင်အစာအုပ်များစွာ၌တိန်ပြီးအလောကြီးပါပါတယ်တိတ်သမုတ်ခြင်း၌ပါဝင်ရသောဆရာတော်တန်ခါတော်များထေကြီးဝါကြီးပုဂ္ဂိုလ်များအပြင်တိရစင်ကြသောတန်ခါတော်များဖြစ်ရပါတယ်တိမ်မပေါအောင်ပြုဆိုင်ရပါတယ်တိမ်ငါနဲ့ညီညွတ်သောတိမ်မာသာရဟန်းခံခွင့်ရပါတယ်ကံကြီးကံငယ်ထပ်ခွင့်ရပါတယ်တန်ခါတော်များအာဖက်ဖြေခွင့်ရပါတယ်ဥပုပ်ပြုခွင့်ရပါတယ်ပါဝရဏပြုခွင့်ရပါတယ်အရဟံတမေအရဟံတဖို့တို့ရဲ့အောင်ရအောင်ပိတ်မှန်ဖြစ်ပါတယ်မြင့်မြတ်သောတိမ်မမြင့်မြတ်သောရဟန်းများကိုမွေးထုတ်ပေးပါတယ်ဘာရင်းသုံးပါးပြည့်တဲ့အခါတန်ခါတော်များစုပေါင်း၍ညီညွတ်မှုကိုပြသောအဖြစ်နေရာဒေသလိုက်မြင့်မြတ်သောတန်ခါတော်တည်ရှိသောတိမ်မာသာပါဝရဏပြုကြရပါတယ်ဝါကျိုးဝပြည့်မရှိသောပါဝရဏပြုပြီးမှသာတန်ခါတော်များကကထိန်ခင်းခွင့်ရှိပါတယ်ကထိန်သင်္ကန်းကိုလက်ခံဝတ်ဆင်ခွင့်ရှိပါတယ်မြင့်မြတ်တဲ့တိမ်ကိုအကြောင်းပြုပြီးတော့မြင့်မြတ်တဲ့ရဟန်းတော်တွေပေါ်ထွက်လာပါတယ်မြင့်မြတ်တဲ့ရဟန်းတော်တွေကိုအကြောင်းပြုပြီးတော့မြင့်မြတ်တဲ့ကထိန်သင်္ကန်းဆိုတာပေါ်ထွက်လာရဖြစ်ပါတယ်ခင်ဗျာသင်္ကန်းမှာကထိန်ဒါကြောင့်ထေရဝါဒဗုဒ္ဓဘာသာဝင်များအနေဖြင့်ယာတီအလိုက်သင်္ကန်းများကတ်လူကြရမယ်တရင်ကျော်လာပြည့်နေ့မှာပဇောင်မုံလာပြည့်နေ့ထိဂျားကာလတလအတွင်းကတ်လူရသောသင်္ကန်းတွေထဲမှာကထိန်သင်္ကန်းကအမြင့်မြတ်ဆုံးအကျိုးအကြီးဆုံးဖြစ်ပါတယ်ခင်ဗျာစောမှာပိန်စောရင်လောင်းလူရတွင်နေ့စဉ်နှစ်တိုင်းဝတရားမပြည့်လောင်းလူရသောပိန်တစ်ပတ်စွမ်းသည့်အမောမြင့်ဆုံးဖြစ်ပါတယ်အလူဦးသင်္ကန်းမိုးကြီးကန်သင်္ကန်းဝါဆိုသင်္ကန်းကထိန်သင်္ကန်းများရှိတဲ့အနက်ကထိန်သင်္ကန်းဒီအမောမြင့်ဆုံးဖြစ်ပါတယ်ကထိန်သင်္ကန်းရရှိသောတန်ခါတော်များမှာအကျိုးတရား၅ပါးရရှိကြပါတယ်ကထိန်ဆိုတာကတိနာပါဠိစကားဆင်းသက်လာပြီးတော့ကတိနာဆိုတာမြဲမြံခြင်းခိုင်ခန့်ခြင်းခိုင်မြဲခြင်းလို့ဖြစ်ပါတယ်ဆိုတဲ့အကြောင်းတင်ဆက်ပေးလိုက်ရပါတယ်ခင်ဗျာ